ကျွန်တော်ဖြစ်နေရမှာဖြစ်ပါတယ် ကျွန်တော်ကတော့ယထာစီပီကျဲထုတ်တော့မှာဖြစ်ပါတယ်ခုတော့ရန်ကုန်မူတိုင်းရောက်နေတာပါနားဘယ်လိုလဲ မနေ့3:45ပါကျွန်တော်ရန်ကုန်ဘူတာကြီးကိုရောက်နေတာပါကျွန်တော်အခုသွားမှာတော့ငမမီးရထားကိုစီးပြီးတော့ကြိုက်ဖြူတောင်ကိုခြေခြေတက်မှာဖြစ်ပါတယ်ဘူတာမနေ့3:45ရန်ကုန်ဘူတာကြီးရဲ့မြင်ကွင်းပါ ကိုအောင်လို့ဖွဲ့ပါဗျာ မှန်ပါတယ်ကြောတက်ပြီငောင်းနေပြီခဏနောင်းမယ် တက်သေးဘူးညောင်းနဲ့ဖွဲ့ရတဲ့ရှိပါတယ် ကိုဆိုတဲ့ပူနဲ့ စမူသားနဲ့ဖြစ်နေရဖြစ်ပါတယ် ဘူတာနော်ဘူတာကြီးစမူတာ ရိုင်းစ နဲ့30 တာပြီးရဟာ ရိုင်းစမူသားနဲ့သူဖြတ်တန်းနေတယ်မနေ့ဆောက်တော့ ဟုတ်လားဟုတ်လားဘာလို့လဲလေကျွန်တော်တိဆိုသေးလားဘယ်ပြန်တော့ဒီမှာတွေ့လေဘာတို့တို့အဲ့ဒီအချက်တိုင်းတော့တို့တို့ဘာတို့တို့ကပြဖို့ဒီရတဲ့ဒီဘောက်တွေကတော့ အခုယထာတကားတော့ဖွင့်နေပါပြီခင်ဗျာအခုယထာကိုတက်ဖို့ ဝဲတောင်းနော်ဖိုင်ဟာလားဖိုင် စစ်ဒီပါ မောင်ဒီရော ဒီမှာရောက်နေပြီ ရပါလေ ဘယ်နှကောဘယ်နှကော ဘယ်ကောဘာကော မာလာကိုဘိုးတော်ဒီဘက် တော်ရမလား ဘိုးတော်ဒီဘက်ဒီမှာကျွန်တော်တို့ဒီဘက်ဒီလိုလား ကျွန်တော်တို့ကြိုက်ထုတ်တော့မှပြောင်းရင်ဖြစ်နေပါတယ်ကျွန်တော်ကြောက်ဘက်ကကြိုက်ထုတ်တော့မှဖြစ်ပြီးတော့ ရအောင် ကျွန်တော်လည်းဒီဘက်ကတော့ ကွေးတယ်လားဟောပြီ ရှင်းနေပဲကြီးဖြစ်နေတယ်အဲ့အချင်းတော့ရှိနေပါသေးတယ်နော် 83အစံလူကြီးအမြန် DMU ရထားဖြင့်စီးနှင်းလိုက်ပါလာတဲ့ခီးတွေများကျေးဇူးပြု၍နားဆင်ပါရှင်ခီးတွေများစီးနှင်းလိုက်ပါလာတဲ့ရထားမှာရန်ကုန်ပြည်မှမော်လမြိုင်ပြည်တို့စတင်ထွားနေပြီဖြစ်ပါတယ်။လက်ခီးမှာတူးဆောင်လေးပြည်မှာ3မိနစ်ပဲခူးပြည်မှာ3မိနစ်တင်ကြီးပြည်မှာ3မိနစ်တိုက်တူပြည်မှာ3မိနစ်တထုံပြည်မှာ3မိနစ်ပေါင်းပြည်မှာ3မိနစ်တခြားပြည်မှာဖြစ်ပါတယ်။တခြားပြည်တွေအစားဆုံးမှုရင်တဲ့6နာရီကြာမြင့်မှာဖြစ်ပါတယ်။ရန်ကုန်ပြည်မှာလူဆောင်လေးပြည်တို့တခြားမှုရင်တဲ့20မိနစ်ကြာမြင့်မှာဖြစ်ပါတယ်ရှင်။ May I have your attention, please? The train is going to depart from Yangon Station to Anya Station. The train will stop about 3 minutes at Bluetooth Station, Rago Station, Adia Station, Taito Station. ကျွန်တော်ရန်ကုန်မူတိုင်းကနေ9နိုင်ထွက်လာတာခုဆိုရင်6နိုင်ထိုးကို3မိနစ်မှာတော့
ဟိုရောက်တော့မှာပါစနေလေးတော်တော်ထွက်လာပါပြီဒါတော့အချိန်မှဝင်တယ်လို့ပြောလို့ရပါတယ်ကိုမရောက်ခင်မှာတော့ကျွန်တော်တို့လက်မှတ်စစ်တရားနေပြီးတော့ကျွန်တော်မျက်နှာလေးစကန်ဖတ်ပြီးတော့လက်မှတ်စစ်သွားတဲ့ပုံစံမျိုးနဲ့စစ်ဆေးသွားတာရှိပါတယ်အဲ့ဒီလည်းစရဒီမှာလို့ရတယ်နာမတူထွက်လာဘူးလား 来，搞嘛的， တော့တော့လိုက်ရတယ်တော့တော့လိုက်ရတယ် ကျွန်တော်တို့ယထာမစစ်ပစ်တာလည်းကြာပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့တကယ်ချင်းနေဆိုပြီးဒီအမျိုးယထာနဲ့ကြိုက်ထုကြီးထွက်ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့စီးတဲ့ဒီအမျိုးယထာဆိုရင်တော့ညံကွာနေမှလည်းမြန်သွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဂျာဘူးလာဖြစ်တဲ့ကြိုက်ထုမှာပဲဆင်းနေကြပါပါယထာနဲ့ခီးမထွက်တာလည်းကြာတော့အတွေ့အကြုံသစ်ကိုပြန်လည်ခန်းစားရတယ်လို့ပါပဲဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ရန်ကုန်မြို့ရဲ့မွန်းချက်တဲ့မြို့ဘက်ကနေပြီးစိတ်လန်းတဲ့လေခွင်းနေနဲ့သဘာဝတောတောင်နေစီကိုကျွန်တော်တို့တွားလေကြမှာပဲဖြစ်ပါတယ်ဒီခီးစဉ်ကတကယ်ပဲရင်ကုန်စိတ်လို့ရှာဖို့လည်းကောင်းပါတယ်ကျွန်တော်တို့မကြခင်မှာကြိုက်ထုတ်ပူတာဝင်ပါတော့မယ်ကြိုက်ထုတ်ဝင်ပြီဆိုတော့ကျွန်တော်တို့ကင်မစကန်ကိုသွားပါပါကင်မစကန်တောင်ကြီးကနေကျွန်တော်တို့ကြိုက်ထူးကိုချိန်လင်းပြီးဆက်မှာပဲဖြစ်ပါတယ် ဆိုတော့ပေးရရှိတယ်။ကိုပြင်ပေးရရှိတယ်လို့အချိန်အလုံးမှာမရန်တိုင်းသူမောင်းတာဘယ်လောက်လုံးတော့ 这个嘛，喏， ကျန်တယ်မကမောင်းနေရမှာ ဂျပန်ရောက်နေလို့ပဲကျွန်တော်နေရအောင် သူကကိုက်အောင်မောင်းတာ ခါရောက်ဂျပန်ရောက်နေစီ တပည့် 搞不了， ဂျပန်သွားနေဆို 搞不了，你不要。 ကျွန်မမလို့မျက်ပြင်းကြည့်ဘူးကျွန်မမလို့ပြင်မပေါ့ဘူးသူတို့မနေလိုက်ပြိုးနေရ ရဒီက ဆွဲလိုက်ဟုတ်ပြီပါ ဒီမကြခင် ဆွဲလိုက်ရင် ကျန်ရောက်ပါတော့မယ် ဟိုရမနေရပတ်တိပဲ အခုဆိုတော့ဟိုပါဘောလေဒါဝိုင်းအိတ်ပြီးတော့ ဒီနေ့ခြေတော့နေ ကျွန်တော်ဒီမမြင်ရွေးရကလမ်းအောင်အိတ်လေ အိတ် ဒီနှစ်သားဝဲပြီးမှာမလားမသိလို့ပဲရောက်ပြီ ဟိုမင်းဘယ်မှာတင်နေတာလဲခါပြောလိုက်အောင် ညောလမ်းမှာပဲလုပ်မလို့ ဟေး အဲ့ဒါမလားဟာဟောလို့ပြောတာဆမ်းမလားအော်တွေ့ပြီးမဟုတ်ဘူးဘိုးက အာဆွဲရမယ် တက်ပြီလားတပည့်နဲ့ပေါ့ နားမှာကိုမပေါင်းနေတယ်ဆိုရင်ရိုက်တယ် သူ့ရဲ့ကျပြောတယ်အဲ့လိုညပါဘယ်နဲ့လဲလား
ဟောကောင်ကမြို့တွေကနေဝင်လာလို့ရှိရင်တဲ့ဒီကိုစီတိုင်းခွေးရတယ်စီတိုင်းခွေးကြံခဲ့ပြီ ဒီတော့ငါလည်းမတက်လည်း ဒီတော့ဆိုပြီးရနေနေဘယ်လိုလာပဲလဲဒီမှာနေအဲ့နော်ငါတို့ကဘယ်လိုရှိမှတရားမရှိဘူး ကျဲထီယိုတောင်ပေါ်ကိုချင်းလင်တက်တဲ့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါသေးတယ်ခင်ဗျာ